မနက်ကကျွန်တော်ကရိုက်ကူးရအတွက်တိုင်းသက်ကြီးအောင်ရောက်ခဲ့တနေရာတွေကနေတနိုင်ငံလုံးနဲ့ရောက်သွားသလိုပဲ next stop ကျွန်တော်အခုရောက်တဲ့နေရာကကျွန်တော် Offlane ဆိုတဲ့စိတ်ဆိုင်ကိုရောက်နေတယ်ဒါပေမဲ့အထက်မှာတကယ်ချင်းနဲ့စောင်းနေဆိုတော့အထက်မှာသွားစားလိုက်စားစရာတွေကိုတော့တကယ်ချင်းချူမာထားပြီ beef stick ရဲ့ chicken black pepper stick ရဲ့ထိုင်းစာမီနူတွေကတင်မော်ဒီတောင်းရဲ့ stick တွေပြီးတဲ့ side dish အောက်ဆက်လက်လေးနောက်ပြီးတော့ rice set နှစ်ပွဲရဲ့မှာဖြစ်ခဲ့ကဲဆွဲလိုက်အောင်ပဲဗျာ beef stick ကမုတ်ခိုတော့တုံးထားမလို့နူးညံ့ပြီး juicy ဖြစ်အောင်မကပဲနဲ့ဈေးရများတော့စိတ်ပျော်လေးပြောစားနိုင်တယ် mashed potato ကလည်း mushroom sauce နဲ့မလို့အမဲတန်နဲ့တော်တော်လေးလိုက်ဖက်တယ်ကျွန်တော်တို့နှစ်ယောက်လည်း green တူတူနဲ့ကုန်းစားနေလိုက်ကြတခုချင်းရတဲ့ခင်ဗျာကိုမေ့သွားဗျာCheers ဗျာတတိကျန်တီရတာရှိသလိုပဲဒီတယောက်ကအကက်ကျန်တဲ့ထီကိုစားကျင်နေတော့တာပဲမနက်ကရှောက်လန်ရင်ဘတ်ဂျက်တော်ထီတာဆိုတော့ဒီဆန်ကမြန် life မှာရှိနေတာအတော်ပဲဖြစ်သွားတယ်ဒီရတဲ့လို့ချွေတားမှာဘော်လာတော့ပါရှင်းပေးနေသူ့ရဲ့အခုအားကျတဲ့အကြည့်တွေယူခဲ့သေးတယ်မမိုက်ဘူးလေဟဲ့ကျွန်တော်အတွဲရှိလိုက်တစ်ခေါက်ပြင်လိုက်ကြည့်အောင်မယ်ဘော်လာတွေဘီယာလေးနဲ့ချီးဖို့တော့ကတော့အချိန်မရွေးရက်မရွေးပဲဗျာကဲနှုတ်ဆက်လိုက်ပါတယ်နောက်စီစဉ်မှာပြန်တွေ့မယ်